ဒီဆရာဝန်နဲ့လူနာဆိုတာကကျမတို့ပြည်သူဆေးရုံနေကျမတို့နေတွေကိုကျမမပြောပါဘူးเนาะပြည်သူဆေးရုံတွေကဆရာဝန်တွေဆိုတာအလကားကြည့်ပေးရလို့ဘာလို့ညာလို့ဒါထားလိုက်တော့လူနာတွေများလုံးဝကြီးလို့လူတွေပြောက်တောင်းမလို့စိတ်မရှိလို့မလို့ဆိုထားလိုက်တော့အပြင်ဆေးကန်းတွေမှာထိုင်နေဆရာဝန်တွေကလူနာနဲ့သူတို့နဲ့ဒီစီးပွားရေးဆက်ဆက်မှုပဲရှိတယ်ဒီလူနာလာကြည့်ရင်ဆိုတာသူတို့ရဲ့ business ကိုလာလောက်တာသူတို့ရဲ့အသက်မွေးဝမ်းကြောင်းသူတို့စီးစိမ်ဥစ္စာတိုးပွားဖို့သူတို့ပတ်စံရဖို့အတွက်ကိုလာကြည့်တာလူနာတယောက်ကြည့်ရင်ပတ်စံဘလောက်ဆိုတဲ့အခကြီးငွေနဲ့လာကြည့်တာအဲ့တော့ပတ်စံယူထားရင်ယူထားတဲ့ပတ်စံအတိုင်း service ပြန်ပေးရမယ်အလကားမတင်ကြည့်ပေးတာမဟုတ်ဘူးချီမိုးဟောက်ဟန်းအထင်သေးပြီးတော့မှဆက်ဆံစရာအကြောင်းမရှိဘူးစီးပွားရေးအမြင်နဲ့ကြည့်ကြည့်လိုက်ဟုတ်လားကျမတို့ကအထူးကုဆေးကန်းကြီးတွေသွားတယ်အထူးကုဆေးကန်းကြီးတွေကိုသွားပြီးတော့မှကျမတို့တွေကပါရဂူကြီးတွေနဲ့ပြတယ်ဆရာဝန်တွေနဲ့ပြတယ်အလကားပြရတာလားကျွန်တော်ပတ်စံပေးပြရတာလေပတ်စံပေးပြရတယ်ဆိုနေကစီးပွားရေးရ give and take ဖြစ်သွားပြီငွေကြေးစီးဆင်းသွားပြီငွေကြေးစီးဆင်းသွားပြီးသွားရင်သူ့စီကပတ်စံယူထားရင်သူ့ကို service ကောင်းကောင်းပေးရမယ်ဟုတ်လားကျေးဇူးရှင်မဟုတ်ဘူးပတ်စံယူလိုက်ပြီဆိုနေကကျေးဇူးရှင်မဟုတ်ဘူး give and take ဖြစ်သွားပြီဒါဆိုရင်သူ့ပတ်စံယူထားရင်သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးရမယ်တာဝန်ရှိတယ်လေအဲ့ဒါကိုတခါတည်းမသိရင်ပဲကျေးဇူးရှင်ကြီးတွေအလားမသိရင်ပဲသူတို့သာလင်တလောကလုံးမှာပညာတတ်တခါတည်းကိုဟောက်ဟမ်းပြီးတော့မှလေဟာအထင်နေသေးပြီးတော့မှဆက်ဆံပြီးတော့မှနောက်တစ်ခါအချိန်မလေးစားတာစေကံပေါင်းစုံတွေကိုလှည့်ပတ်ထိုင်ပြီးတော့မှပတ်စံရှာရတာဆိုတဲ့ခါကျတော့တခါတည်းကိုလေအချိန်ကိုမလေးစားတာအချိန်ကိုမလေးစားတဲ့ခါကျတော့လူနာကိုတနာကြီးလို့ချိန်လိုက်တယ်3နာရီလဲရောက်မလား4နာရီလဲရောက်မလားလူနာဝေဒနာဖြစ်တာတမျိုးဒီတက်တောင်းမဖြစ်တဲ့နေရာမှာသူတို့ကိုတခါတည်းကိုအချိန်လေးကိုပေးပြီးနေကုန်နေကန်းစောင့်နေရတာတမျိုး 90% မြန်မာပြည်ဆေးလောကနဲ့ဆရာဝန်တွေအတိုင်းပဲ90%ကျန်တဲ့ 10% ဆရာဝန်တွေအကုန်လုံးတော့ respect ကျန်တဲ့90%ဆရာဝန်တွေဟာအဲ့အတိုင်းပဲလူနာပေါ်မှာမချေမငံဆက်ဆံတယ်လူနာပေါ်မှာမောက်မာတယ်နော်နတ်စမတွေဆရာဝန်တွေနောက်ဆုံးကုံပြောရင်အဲ့ဆေးရုံနဲ့ပတ်သက်တဲ့သူတွေအကုန်လုံးပဲဆေးရုံဆေးကောင်ပျော်လို့လာတဲ့သူတယောက်မှမရှိဘူးအချင်းနေရညှိုးငယ်ပြီးလာကြတဲ့သူတွေအမလီသူတို့နဲ့တွေ့ရင်တခါတည်းကလူနာအားမတက်ဘူးဟောက်ဟမ်းပြီးတော့မှဖြစ်လိုက်တာဆိုတော့အလကားကုပေးရတာကြာညာပဲပတ်စံမရှင်ကုလို့ရလို့လားစက်မရှင်ဆေးကုပေးလို့လားအရေးပေါ် emergency ရောက်သွားတယ်ပုဂ္ဂလိကဆေးရုံနေတင်မလို့ဖြစ်တယ်ပတ်စံတော့ပတ်စံရှင်းမဲ့သူမပါသေးဘူးပတ်စံမရှိဘူးဆိုပါစို့ဒီဆရာဝန်ကြီးကဒီယောဂါကိုခွဲစိတ်ကုသပေးလိုက်ရင်ပျောက်သွားမယ်ဆိုပါစို့ခွဲပေးသလားအလကားမြစ်တာနဲ့သွင်းသလားခွဲကန်းနဲ့ကို deposit ပတ်စံမတင်မဲနဲ့နိုးနော်ဟုတ်လားအဲ့ဒါဆိုဘာလဲ business ဖြစ်သွားပြီလေစီးပွားရေးဖြစ်သွားပြီလေစီးပွားရေးဖြစ်သွားပြီ business ဖြစ်သွားပြီဆိုရင် service ပါရမယ် business ဆိုရင် service ပါရမယ်ကျေးဇူးရှင်မဟုတ်ဘူးမမောက်မာနဲ့အဲ့ပညာတတ်ပါတယ်ဆိုတော့ဆရာဝန်ကြီးတွေတစ်ဖက်ကန်းကတ်တဲ့ဆရာဝန်ကြီးတွေကအတပြာနဲ့မှမဟုတ်လို့ရှိရင်မကူပေးတဲ့ဆရာဝန်ကြီးတွေအများကြီးရှိပါတယ်ဟုတ်လားအဲ့တော့သူတို့ဘာလုပ်နေရလဲသူတို့ business လုပ်နေတာစေးကူတယ်ဆိုတာသူတို့ရဲ့ business သူတို့ရဲ့စီးပွားရေးသူတို့ရဲ့အသက်မွေးဝမ်းကြောင်း business ဆိုရင် service ပါရမယ်အဲ့ဒါပြောချင်တာအဲ့ဒါမြန်မာပြည်စေးလောကနဲ့ဆရာဝန်တွေရဲ့90%ဒီအရန်ဆိုးတယ်ကျန်တဲ့ 10% ကတော့လေးစားစရာကောင်းတဲ့အနစ်နာခံတဲ့ဆရာဝန်တွေအများကြီးရှိတယ်ရှားတယ်နော်